ကုန်တယ်ဟာရုတ်တရက်စစ်စင်ရေးပစိန်တွေတည်ဆောင်လာတဲ့ယထာရဲ့ချမ်းပြင်ဟာအလွန်အားနည်းနေတာကိုတွေ့လိုက်ပါတယ်။သူချက်ချင်းလူတိုင်းကိုစုယုံလိုက်ပြီးယထာတွဲကတတုပြားတွေကိုဖယ်ရှားခိုင်းလိုက်ပါတယ်။ဒါပေမဲ့ကျေလောင်တဲ့အကွဲတန်ကချက်ချင်းပဲတွဲရဲ့အပေါ်မှာရှိတဲ့ဂျာမန်အဆောက်တွေကိုတတိပေးလိုက်ပါတယ်။အတွင်းထဲကလူနည်းနည်းဟာသူတို့ရဲ့နောက်တစ်ဆင့်ကိုဆက်လုပ်ဖို့မဝင်ရတော့ပါဘူး။သူတို့ထဲကတယောက်ကယထာဟာလမ်းခွဲကိုရောက်တဲ့အထိစောက်ဖို့အကြံပြုပါတယ်။ယထာဘေးတွေရဲ့အလွန်အမင်းစုညံတန်ကိုအသုံးပြုပြီးချမ်းပြင်ကိုဖျက်ဆီးတဲ့အတန်ကိုဖုံးကွယ်ဖို့ပါ။အပေါ်ကအဆောက်တွေကတခုခုမားနေတယ်လို့အနေငယ်ခံစားမိပေမဲ့ပုံမှန်မဟုတ်တဲ့ဘာကိုမှရှာမတွေ့ခဲ့ပါဘူး။လူအတော်များများရဲ့အစင်မပြတ်ကြိုးစားမှုကြောင့်ချမ်းပြင်မှာအပေါက်ကြီးတစ်ခုအလျင်အမြန်ဖွင့်သွားခဲ့ပါတယ်။ဒါပေမဲ့ယထာကအယမ်းမြန်နေသေးပါတယ်။အဲ့ဒီအချိန်မှာထွက်ပြေးဖို့အခွင့်အရေးမရှိပါဘူး။သူတို့ဟာတင့်တော်တဲ့အခွင့်အရေးကိုစောက်ယုံမဲ့တာနိုင်ခဲ့ပါတယ်။တစ်ချိန်တည်းမှာသူတို့ကအားမနေခဲ့ကြပဲအဖော်တွေဟာကြိုးတွေနဲ့လေ့ကျင့်နေခဲ့ပြီးထွက်ပြေးပြီးတဲ့နောက်ဂျာမန်အဆောက်တွေကိုဘယ်လိုမြန်ချုံနှောင်ရမလဲဆိုတာကိုစီစဉ်နေကြပါတယ်။မကြခင်မှာပဲယထာဟာပြုတ်ပြင်ထိမ့်သိမ်းမှုအတွက်ရပ်တန့်သွားပါတယ်။ယထာရဲ့အချိန်တဖြည်းဖြည်းရောက်သွားတဲ့အခါမတ်ကအပေါက်ကနေအရင်ဆုံးတရွေ့ထွက်လာခဲ့ပြီးချမ်းပြင်ကိုစုပ်ကန်ကအနှင်းငယ်ခံရပြီးမှလွတ်မြောက်ပြီးချုံးမွေ့စွာဆင်းသက်နိုင်ခဲ့ပါတယ်။သူ့ရဲ့အဖော်နှစ်ယောက်ကလည်းမရဲ့နီလန်းအတိုင်းလှုပ်လိုက်ပြီးယထာပေါ်ကနေအောင်မြင်စွာထွက်ပြေးနိုင်ခဲ့တယ်လို့ယထာလမ်းကြားကနေချော်ထွက်ဖို့တင့်တော်တဲ့အချိန်ကိုချတွေ့ခဲ့ပါတယ်။သူတို့ဟာယထာရဲ့နောက်ဆက်တွဲကိုတိတ်ဆိတ်ရှိကပ်ပြီးအမိုးပေါ်ကိုတက်သွားကြပါတယ်။ရှေ့ကတွဲတိုင်းမှာဂျာမန်အဆောက်တယောက်စီအမိုးပေါ်မှာထိုင်နေခဲ့ကြပါတယ်။မမျော်လင့်တဲ့အဖြစ်အပျက်တွေမရှိရင်အဆောက်တွေဟာသူတို့ရဲ့နောက်ကိုလက်ကြည့်မှာမဟုတ်ပါဘူး။မတ်ကတိတ်ဆိတ်အမိုးပေါ်ကိုတက်သွားပြီးဖြည်းဖြည်းချင်းရှေ့ကိုတရွေ့သွားနေပါတယ်။ရုတ်တရက်သူကနောက်ကနေအဆောက်တယောက်ကိုတက်ခိုက်ပြီးကျိုးနဲ့တင်းတင်းကြပ်ကြပ်လေပင်ကိုငြင်းလိုက်ပါတယ်။သူ့ကိုချင်းလင်းပြီးတဲ့နောက်မတ်ကသူ့နေရာမှာအလင်းမြန်ထိုင်လိုက်ပြီးအဆောက်ရဲ့ဝတ်စုံကိုဝတ်လိုက်ပါတယ်။မတ်ကရက်ကိုချစ်ဆက်သွားဖို့အချက်ပြလိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်မှာပဲယထာဟာရုတ်တရက်အချိန်ရောက်သွားခဲ့ပါပြီ။ရက်မှာစုတ်ခွာဖို့ကလွယ်ပြီးတခြားရွေးချက်စရာမရှိတော့ပါဘူး။ယထာဟာဘူတာယုံထဲကိုအလင်းအမြန်ဝင်လာပြီးရပ်သွားခဲ့ပါတယ်။ဂျာမန်အဆောက်တွေဟာအနားယူဖို့ယထာပေါ်ကနေဆင်းသွားခဲ့ကြပြီးတန်တရားဖြစ်ခံရတာကိုချောင်ချဖို့မတ်လည်းဆင်းရပါတယ်။အမောင်ရိပ်အောက်မှာသူ့ကိုဘယ်သူမှမမိပုံမပေါ်ပါဘူး။တစ်ချိန်တည်းမှာပဲ Rex ကတိုက်ခိုက်ဖို့နောက်ကျအခွင့်အရေးတစ်ခုကိုရယူပြီးနောက်ထပ်ဂျာမန်အဆောက်တယောက်ကိုချီမှုန်းလိုက်ပါတယ်။ဂျာမန်အဆောက်တွေအားလုံးဟာအတွင်းဘက်မှာအနားယူနေကြတဲ့အတွက်အဲ့ဒီအချိန်ကိုရင်ဆိုင်ဖို့မတ်ဟာနောက်ထပ်အဖော်တယောက်ကိုတစ်ဖက်တွားပြီးစစ်တုံးပန်းတွေကိုတားတဲ့တွဲကိုဖွင့်ခိုင်းလိုက်ပါတယ်။သူတို့ဟာတွဲကစစ်တုံးပန်းအားလုံးကိုလွတ်ပေးလိုက်ပြီးအကူအညီပေးမဲ့သူအများအပြားကိုရရှိလိုက်ပါတယ်။စစ်တုံးပန်းတွေဟာတိတ်တဆိတ်အမိုးပေါ်ကိုတက်သွားခဲ့ကြပါတယ်။နှစ်ယောက်တွဲအလုံးလုံးပြီးသူတို့ဟာယထာပေါ်ကနေတပြိုင်နက်ခုန်ဆင်းပြီးအနားယူနေတဲ့ဂျပန်စစ်သားတွေကိုတိုက်ခိုက်ကြပါတယ်။ဂျာမန်တွေကလုံးဝအဆင်သင့်မဖြစ်ပဲတုတ်ပြန်ဖို့အခွင့်အရေးမရလိုက်ပါဘူး။ခုခံဖို့ကြိုးစားတဲ့သူတိုင်းကိုချက်ချင်းတပ်ပစ်လိုက်ပါတယ်။မကြခင်မှာသူတို့ဟာယထာကိုထိန်းချုပ်သွားနိုင်ခဲ့ပေမဲ့သူတို့မလွတ်မြောက်ခင်မှာပဲနောက်ကနေနောက်ထပ်ယထာစီချီကလာခဲ့ပါတယ်။သူတို့ရဲ့အထောက်အထားတွေမပေါ်စေဖို့အတွက်စစ်သုံးပန်းတွေဟာအလောင်းတွေကိုတွဲတွေထက်ကိုအလျင်မြန်တင်လိုက်ပြီးဂျာမန်ယထာမောင်းသူကိုတစ်စက္ကန့်အဖြစ်ဖမ်းဆီးကယထာကိုစတင်မောင်းနှင်ပြီးရှေ့ကိုဆက်သွားကြပါတယ်။အခုတော့သူတို့ဟာဆင့်ချင်းပဲလှုပ်ဆောင်နိုင်တော့ပါတယ်။ဂျာမန်အရာရှိတယောက်ကိုစစ်မေးခြင်းအဖြစ်သူတို့ဟာဘူတာ9ခုကိုဖျက်တမ်းရမယ်ဆိုတာကိုသိလိုက်ရပါတယ်။ဘူတာတစ်ခုစီမှာဂျာမန်အရာရှိတယောက်ဟာကိုယ်တိုင်ဆင်းပြီးခွင့်ပြုစာယူရပါတယ်။နောက်ကယထာကသူတို့ကိုဆက်တိုက်လိုက်လာနေတာကြောင့်သူတို့ဟာလွတ်မြောက်ဖို့လမ်းကြောင်းမပြောင်းနိုင်တော့ပါဘူး။အခုတော့သူတို့ဟာလမ်းကြောင်းအတိုင်းရှေ့ကိုပဲဆက်သွားရုံပဲတတ်နိုင်တော့ပါတယ်။နောက်ဘူတာကိုချီကလာတဲ့အခါမဟာဂျာမန်စကားကိုကျွမ်းကျင်တဲ့ဘုံတော်ကြီးကိုဂျာမန်အရာရှိအဖြစ်အသွင်ယူလိုက်ပြီးခွင့်ပြုစာကိုတွားယူခိုင်းဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြာခင်မှာပဲယထာဟာဘူတာထဲကိုဆက်ရောက်လာခဲ့ပါပြီ။ဘုံတော်ကြီးဟာအဆောက်နှစ်ယောက်နဲ့အတူဘူတာယုံစီကိုရှောက်သွားခဲ့ပြီးဂျာမန်စစ်သားတွေစီကိုစစ်သုံးပန်းတွေကိုအစားအစာဝင်ငှဖို့ယုံကြည်လောက်အောင်အမိန့်ပေးလိုက်ပါတယ်။ပြီးတော့သူဟာခွင့်ပြုစာကိုယူဖို့စာပုတ်ခန်းထဲကိုတွားလိုက်ပါတယ်။ဒါပေမဲ့စာပုတ်သူကသူ့ရဲ့ပတ်ပုံတင်ကိုစစ်ဆေးဖို့တောင်းဆိုလိုက်ပါတယ်။ဘုံတော်ကြီးဟာဒီအဖို့အဆင့်ကိုမမျှော်လင့်ထားပါဘူး။ဒါဟာသူ့အသက်ကိုပေးဆက်ရနိုင်ပါတယ်။အခြေအနေတွေပေါ်ထုတ်ခံရတော့မယ့်အချိန်မှာသူဟာစာပုတ်သူရဲ့မတက်ရတဲ့အသွင်အပြင်ကိုတတိပြုမိသွားခဲ့ပါတယ်။ရုပ်တဲ့စိတ်ကူးရသွားခဲ့ပြီးသူဟာစစ်ဝတ်စုံစည်းကားနဲ့စီးမြင်းကိုချိုးဖောက်မှုအတွက်စာပုတ်သူကိုပြပြထန်ဆူပူလိုက်ပါတယ်။ဒီအော်ဟစ်တန်ကြောင့်ကြောက်လန့်သွားတဲ့စာပုတ်သူဟာခွင့်ပြုစာကိုဘုံတော်ကြီးကိုယူတည်ပေးအပ်လိုက်ပါတယ်။ယထာပေါ်ပြန်ရောက်လာပြီးတဲ့နောက်ဘုံတော်ကြီးဟာကြောက်လန့်တကြားလဲကျသွားခဲ့ပါတယ်။ဒါကြောင့်မဟာသူတို့မှချစ်ဆက်သွားရမယ့်ဘူတာတွေအများကြီးကြာနေသေးပြီးဘေဘူတာမှာမဆိုအမားတစ်ခုခုလုံမိရင်သူတို့အားလုံးပျက်စီးလိုက်မယ်ဆိုတာကိုသဘောပေါက်သွားပါတယ်။ဒါကြောင့်သူဟာနောက်ဘူတာမှာလမ်းကြောင်းပြောင်းဖို့တောင်းဆိုလိုက်ပြီးနောက်ကဂျာမန်ယထာကိုရှောင်ရှားဖို့ဆုံးဖြတ်လိုက်ပါတယ်။မကြခင်မှာသူတို့ဟာနောက်ဘူတာကိုရောက်သွားခဲ့ပေမဲ့လမ်းကြောင်းပြောင်းဖို့အမိန့်ကိုလှုပ်ဆောင်နေတုန်းမှာမတော်တဆမှုတစ်ခုဖြစ်သွားခဲ့ပါတယ်။ဂျာမန်ထောက်လှမ်းရေးအရာရှိတယောက်ကမဟာအမေရိကန်လေတပ်ရဲ့နာယီဝတ်ထားတာကိုတတိပြုမိသွားခဲ့ပါတယ်။သူတို့ဖော်ထုတ်ခံရတော့မယ့်အချိန်မှာအတူအယောင်အရာရှိကချက်ချင်းဝင်ရောက်ပြီးသူဟာအမေရိကန်လေယာဉ်တစ်စင်းကိုပစ်ချခဲ့ပြီးဒါမှအတွက်သူ့ရဲ့ဆုလက်ဖြစ်တယ်လို့ပြောလိုက်ပါတယ်။သူကအတန်ကိုမြစ်ပြီးထောက်လှမ်းရေးအရာရှိကိုထွက်သွားဖို့ပြောလိုက်ပါတယ်။သူ့ရဲ့ပြင်းထန်တဲ့အမူအရာကိုမြင်တော့အရာရှိကဆက်လက်စုံစမ်းမနေတော့ပါဘူး။သူတို့ဟာကြီးကြီးမားမားပြဿနာမရှိဘဲလမ်းကြောင်းပြောင်းနိုင်ခဲ့ပါတယ်။စစ်သုံးပန်း400ကျော်ကိုတင်ဆောင်လာတဲ့ယထာ
ဂျာမန်နယ်ဆက်စီကိုဦးတည်နေခဲ့ပါပြီဒါပေမဲ့ယာယီလမ်းကြောင်းပြောင်းလဲမှုကအာနာပိုင်တွေရဲ့အာယုံကိုဖန်ဆားနိုင်ခဲ့ပြီးသူတို့ဟာချက်ချင်းတိုက်လေရင်တွေကိုကြားဖြတ်တိုက်ခိုက်ဖို့စေလွှတ်လိုက်ပါတယ်ဂျာမန်တပ်မှုတွေကလည်းအထူးရထားသစင်းနဲ့နောက်ကနေလိုက်လာကြပါတယ်အဲ့ဒီအချိန်မှာပဲရထားပေါ်ကစစ်သုံးပန်းတွေဟာအတောင်တန်းတွေကိုမြင်လိုက်ရပြီးသူတို့ဟာဂျာမန်နယ်ဆက်ကိုဖျက်ပြီးလွတ်မြောက်တော့မယ်လို့ထင်လိုက်ကြပါတယ်သူတို့ဟာပျော်ရွှင်စွာအောင်ပွဲခံခဲ့ကြပြီးဂျာမန်စစ်သားအဖြစ်အသွင်ယူထားတဲ့စစ်သုံးပန်းတွေဟာသူတို့ရဲ့ကိုယ်ပိုင်အဝတ်အစားတွေကိုပြန်လဲဖို့ပြင်ဆင်နေခဲ့ကြပါတယ်ဒါပေမဲ့အဲ့ဒီအချိန်မှာပဲဂျာမန်လေယာဉ်တွေကသူတို့ကိုလိုက်မိလာခဲ့ပြီးဘုံတွေစတင်ကျဲချပါတော့တယ်စစ်သုံးပန်းတွေကချက်ချင်းပြန်လဲပစ်ကတ်ကြပါတယ်မကြာခဏဥမင်တွေနဲ့တောင်တန်းတွေရှိနေတာကြောင့်ဘယ်ဘက်ကမှအသာစီးမရလိုက်ပါဘူးဒါကြောင့်လေယာဉ်ဟာရုတ်တဲ့ရှေ့ကိုပြန်တန်းပြီးသူတို့ရှေ့ကတောင်ကိုဘုံကျဲချလိုက်ပါတယ်အပြက်အစီးအမြောက်အများဟာရထားလမ်းပေါ်ကိုပြုတ်ကျပြီးသူတို့ရဲ့ရှေ့ဆက်သွားမဲ့လမ်းကိုပိတ်ဆို့လိုက်ပါတယ်ရထားဟာရက်တက်ဖို့အတင်းအကျပ်ခံလိုက်ရပေမဲ့နောက်ကလိုက်လာတဲ့ရထားကမကြာခင်ရောက်လာပြီးအခြေအနေကအလိုအနယ်များပါတယ်ဒီအချိန်မှာတရရောက်ကကြောက်ဆောင်ပေါ်ကတေးခဲ့တဲ့လမ်းကြောင်းတစ်ခုကိုတွေ့ရှိလိုက်ပြီးအဲ့ဒါဟာစစ်သုံးပန်းတွေရဲ့နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်သူတို့ဟာအလျင်အမြန်ရထားပေါ်ကဆင်းပြီးလမ်းလွဲကနေထွက်ပြေးဖို့စီစဉ်ကြပါတယ်ဒါပေမဲ့လေယာဉ်ကနောက်တစ်ချိန်တိုက်ခိုက်ပြီးလမ်းကြောင်းကိုတိုက်ရိုက်ပုံကျဲချလိုက်ပါတယ်အမျက်ထွက်လွန်းလို့ဘာပြောရမှမသိတော့တဲ့လူတိုင်းဟာလေယာဉ်ကိုယူသွတ်စာပစ်ခတ်ကြပါတယ်ဒီတစ်ချိန်မှာတော့လေယာဉ်မူဟာကြီးစံတွေရဲ့ဝိုင်းပစ်ခတ်မှုကြောင့်ထိမှန်သွားခဲ့ပြီးလေယာဉ်ဟာတောင်ဆောင်တွေထဲတိုက်ရိုက်ပြတ်ကျသွားခဲ့ပါတယ်ဒါပေမဲ့ချစ်ဆက်သွားဖို့လမ်းမရှိတော့တဲ့အတွက်မတ်ကသူတို့ကိုရထားပေါ်ကိုပြန်တက်ခိုင်းပြီးအပြက်အစည်းတွေကိုစတင်ရှင်းလင်းခိုင်းရပါတယ်ပြီးတော့သူတို့ဟာနောက်ကရထားတန်လန်းတွေကိုဖျက်ဆီးပြီးရှေ့ကပြက်စီးနေတဲ့အပိုင်းတွေကိုအစားထိုးဖို့အသုံးပြုကြပါတယ်။ဒါပေမဲ့သူတို့တန်လန်းတွေကိုမပြင်ဆင်နိုင်ခင်မှာပဲဂျာမန်တွေကရောက်လာခဲ့ပါတယ်။ရှေ့ကပြက်စီးနေတဲ့တန်လန်းတွေကိုမြင်တော့သူတို့ဟာစစ်သားအားလုံးရှေ့လင်လိုက်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။သူတို့မတိလိုက်တာကစစ်သုံးပန်းတွေဟာဥမင်ထဲမှာချောင်းကိုတက်ခိုက်ဖို့စီစဉ်ထားပြီးသားဆိုတာပါ။ဂျာမန်တွေရှိကလာတဲ့အခါစစ်သုံးပန်းတွေဟာရုတ်တရက်ပစ်ခတ်ပြီးပြေးထွက်လာကြပါတယ်။ချုံကိုတက်ခိုက်တာကိုမြင်တော့ဂျာမန်တွေကသူတို့ရဲ့စစ်သားတွေကိုဥမင်ထဲကိုလက်ပစ်ဘုံတွေပစ်ထည့်ဖို့ချက်ချင်းအမိန့်ပေးလိုက်ပါတယ်။ဒါပေမဲ့စစ်သုံးပန်းတွေကဥမင်ထဲကနေရွှေ့ပြောင်းပြီးဥမင်ဝမှာစောင့်ဆိုင်နေကြပါတယ်ဂျာမန်စစ်သားတွေဥမင်ထဲကထွက်လာတဲ့အခါစစ်သုံးပန်းတွေဟာပြစ်ဒဏ်နဲ့ဝိုင်းပစ်ခတ်မှုတွေကိုစတင်လိုက်ပါတယ်အသစ်မဖြစ်တဲ့ဂျာမန်စစ်သားတွေဟာအထိနာပြီးအလန့်တကြားနဲ့ဥမင်ထဲကိုပြန်ဆုတ်သွားခဲ့ကြပါတယ်ဒီအချိန်မှာရထားတန်ချောင်းကမြည်လာပြီးရှေ့ကတန်လန်းတွေကိုပြင်ဆင်ပြီးသွားခဲ့ပါပြီတခြားသူတွေတယောက်ပြီးတယောက်ရထားပေါ်ကိုတက်နေတဲ့အချိန်မှာမတ်ကအကာအကွယ်ပေးပါတယ်ရထားအချိန်ရလာတဲ့အခါနောက်မှာကြာနေတဲ့မတ်ဟာလိုက်မမီနိုင်တော့ပါဘူးနောက်ကလိုက်လာတဲ့ဂျာမန်တွေရဲ့ပစ်ခတ်မှုတွေကြောင့်သူဟာအဲ့ဒီနေရာမှာပဲတိတ်ဆုံးသွားခဲ့ပါတယ်ဂျာမန်တပ်မှုဟာစစ်တုံးပန်း400ကိုတင်ဆောင်လာတဲ့ရထားနယ်ဆက်ကိုဖျက်ပြီးထွက်ပြေးသွားတာကိုကြည့်နေရုံပဲတန်နိုင်တော့ပါတယ်